ဆက်သွားမယ်နော်နည်းနည်းပဲကြံတော့တယ် okay အဲ့တော့ UN UN ကလို့ EN ပြောတိုင်းပြောတတ်မှာပဲ win win ဟုတ်တယ် win win နော်ပြီးတော့ရင်ဒီ win ကောင်ဒီပေါ်နဲ့ဆက်ဒီကောင်ကြတော့ yun 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 ဟုတ်တယ်နော် yun အဲ့တော့ win yun win win ဟုတ်ပြီ win yun ကဲဒါဆိုရင်အဲ့တော့ an in yin win yun ငါးခုပေါင်းကြအောင် and and in and win win duyên ဟုတ်ပြီ win yun ကဲအဲ့တော့ဒီလေးခုပဲကျန်တယ်နော်ဒီလေးခုပြောရင်လည်းအားစိုက်ရမှာအဲ့ခဏထားအကောင်ပြန်နှွေးကြည့်အောင်ပို့ပြီးတော့မှတ်ပြီးတော့အောင် r o e a i u yu I a way I quay o yo ye yin win yun win yun win win เนาะဟုတ်ပြီအဲ့တော့ကဲနောက်ဆုံးလေးကိုပဲကြံတော့တယ်အချိန်လည်းရသေးတယ်ဆိုတော့တခါလေးပဲပြောင်းပြောလိုက်မယ်เนาะအဲ့တော့ ANG ENG ING ONG ဒီလေးကောင်ကိုပြောတဲ့အခါမှာအားစိုက်ရမယ်လို့ရမှတ်ထားလိုက်เนาะပေါ့ပေါ့ပါပါပြောလို့မရဘူးအဲ့တော့ဒီကောင်တွေကအတန်လေးတယ်ပေါ့နော်အတန်ပေါ့ပေါ့လေးမဟုတ်ဘူးတရုတ်စာမှာတော့အဲ့လိုဟုတ်ပြီးရင်းလို့ခေါ်တယ်ဟုတ်ပြီးရင်းဆိုတာဘာလဲဆိုတော့ဟုတ်ဆိုတာအနောက်ဘက်ကိုပြောတာပြီးဆိုတာနှာခေါင်းရင်းဆိုတာအတန်နှာခေါင်းရဲ့အနောက်ကအတန်အဲ့တော့ခုနကလို့ရုပ်ဆိုတာလို့ဆိုရင်ရှေ့ရအတန်ခုနကလေယုံမဖြစ်စေနဲ့လို့ပြောတယ်ယုံဆိုတဲ့အတန်မျိုးကအနောက်ကအတန်နော်အားထည့်ပြီးတော့ဖတ်မယ်အဲ့တော့ဒီလေးကောင်သူ့ရဲ့တိဆောက်ပုံကကြည့်လိုက်သူများကနှလုံးသူကသုံးလုံးနော်အခါကျတော့အဲ့ကောင်လေးလေချောင်းနောက်ကအတန်လို့မှတ်ထားလိုက်နှာခေါင်းနောက်ကအတန်ပေါ့နော် sorry လေချောင်းကအတန်ပေါ့အဲ့တော့ ANG ကိုပြောတဲ့အခါမှာခုနက AN လိုမျိုး N ဆိုပြီးတော့ဖောက်ဖွာလေးပြောလို့မရတော့ဘူးအောင်အောင် on ဟုတ်ပြီအောင်လို့ပြောတဲ့အခါမှာကျောင်းသားတော်တော်များဘယ်လိုဖြစ်သွားလဲဆိုတော့ AO နဲ့သွားရောတယ်အောင်ဆိုပြီးဖြစ်သွားတယ်အောင်ဆိုပြီးတော့အောက်ကအောင်နော်ဒီကောင်ကအောင်အောင်အဲ့ဒီအဲ့လိုအဲ့ဒီငင်းဆိုတဲ့နော်အဲ့ဒီကောင်ကြီးနော်အောင်ဟုတ်ပြီဒီနှစ်ခုကမခက်ဘူးနော်ဒီနှစ်ခုပဲနည်းနည်းလေးခက်တာ EN ကြီးသွားမယ် EN နဲ့ရှင်းပြီးတော့ကြည့်ကြည့် EN ကိုခုနကလို့ဆို N နော် N လို့ပေါ့ပေါ့ပါဒါပြောရခါမယ် N ကိုနည်းနည်းထပ်ပြီးတော့လေးမယ်အင်းအင်းအားထည့်ပြီးတော့ပြောရတယ်နော်နှာခေါင်းအတန်သုံးတာနော်အဲ့တော့ဒီနှစ်ခုရှင်းကြည့်မယ်အာအင်းအောင်ဘိုးဘိုးပြောကြည့်ပါဘိုးဘိုးတစ်ခါလောက်အုံမဟုတ်အင်းအင်းအာနော်အဲ့ဒီကခက်တယ်စစချင်းမထွက်တတ်ရင်ပြဿနာမဟုတ်နော်အဲ့တော့ဒီကောင်နဲ့ဒါဆို n ဒါဆိုနော်နောက်ပြောသူစဉ်ပြောပါအောင်ဟုတ်တယ် good ကောင်းတယ်ခင်းလေးပြောကြည့်ပါအောင်ဘာသာဟာအောင်မဟုတ်ခင်းလေးငါရှာမလိုက်နဲ့နော်ရှာအမြဲလိုက်တာအကျင့်ဖြစ်သွားလားမသိဘူးရှာမလိုက်ရဘူးတရတဲ့နေရှာမလိုက်ရအောင်အရာတစ်လုံးကလွဲလို့ကျန်တဲ့ကောင်တွေအကုန်လုံးပုံမှန်ပဲအောင်ဘာသာကိုဟာပြောမယ်အောင်နော်ပြောတာကောင်းတယ်ဟုတ်ပြီโอเคနော်ဒါဆိုရင်ဆက်သွားရအောင်ဒီနှစ်ခုကလွဲပါတယ်ဒီနှစ်ခုပဲနည်းနည်းခက်တာနော်ဒါဆိုရင်ယင်းယင်းကိုရှင်းကြည့်နော်ခါလေးရှင်းပြမယ်ဒါဆိုယင်းဖွားလေးပြောမယ်ယင်းနာတယ်ယင်းဒါကြယင်းနော်ယင်းအဲ့ဒီယင်းဆိုတဲ့အတန်ပါတယ်နော်ယင်းဝမ်းကြီးအောင်
ông ဒီနှကောင်ရှင်းပြအောင်အိုးအိုးအုံး ông အုံးနော်ခုနပြောရကြအောင်အုံးမဟုတ်ဘူးဆိုတာအဲ့ဒါနော်အောက်ဖဖလေးပြောမယ်အိုး ông အုံး ao အုံး ao နော်ဒါဆိုတော့အကိုအတန်ကဒီရဲ့အတန်ဒီဖြစ်တယ်နော်ဆိုတော့ လိုက်မပြောနဲ့အောင်လိုက်ပြောရမှာတစ်သက်လုံးပြောရမှာမပူနဲ့နော်လာရှစ်ဆိုပြတာကိုတခြားလေးနားထောင်အောင်အင်းယင်းအုံးတစ်ခေါက်ထပ်ပြပြရမယ်နော်အောင်အင်းယင်းအုံးကြည့်ပါဦးအောင်အင်း ưng ưng ông ယင်းအုံးဟုတ်ပြီကဲ ယူရီ nhưng ပြောပါအောင်အောင်အင်းယင်းအုံး ông ưng dương ông Griffin ông yên ông အရင်ကြည့်ပြန်ပြောကြည့် ông အောင်ဟုတ်ပြီတင်ကြီးဆိုပြောပါအောင် ông yên yên ông ဟုတ်ပြီ